တို့ဒီလေ့ကျင့်ခန်းလုပ်တဲ့ချန်ဒီပါတွားတဲ့သူတွေဆိုပြီးအန်တာအာမာပေါ့နော် UA ဆိုတဲ့တစ်စိတ်ကိုခင်ဗျားတို့ဒါရှင်းနေကြမယ်လို့ကျွန်တော်ထင်နေတယ်ပေါ့နော်ဒီကအပြီးသူအဲ့ဒီအင်ဂျီလို့ဒီဘောင်းဘီလို့ဆိုတာ UA ပေါ့နော်အန်တာအာမာအဲ့ဒီစိတ်ကတော်ကြီးကိုဒါအပစားသမားကြမှာပေါ့နော်နည်းနည်းရှင်းတဲ့စားတယ်ပေါ့နော်ဆိုတော့ဒီကောင်းရဲ့ကုမ္ပဏီတက်တန်းอ่ะပေါ့နော်ဒီကျန်တဲ့ Nike တို့ Adidas တို့ရှင်းနေဆိုတော့နှုတ်သေးတယ်ဆိုရင်ဒီချိန်ကာလတူကာလတစ်ခုတည်းမှာသူကတော်တော်နာမည်ကြီးလာပေါ့နော်သူ့ရဲ့နီးတူလာရနာမည်ကြီးလာဆိုတော့ဘာဖြစ်လို့နာမည်ကြီးလာလဲဘာကြောင့်သူကဒီကာလအတွင်းမှာလူတွေနာမည်ကြီးလာတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောပြပေးမယ်ပြီးတော့ဒီဖက်တစ်ခုလည်းကျွန်တော် review လုပ်ပေးမယ်ပေါ့နော်ဆိုတော့ပထမဆုံးချက်ကဒီကုမ္ပဏီကပေါ့နော်ကုမ္ပဏီကသူကဒီ1996မှာသူကဒီ American ဒါပေါ့နော်ဘောလုံးသမားအသင်းကောင်းဆောင်ပေါ့နော်အသင်းကောင်းဆောင်ကျွန်တော် Kevin Platt ဆိုတဲ့သူကစပြီးတော့ဒီကောင်းကိုစတီထောင်ခဲ့တာပေါ့နော်တီထောင်မှာဆိုတော့သူကဒီကုမ္ပဏီကိုစက်တီထောင်ကြဘာနဲ့သူကစပြီးတော့လုပ်ပြသွားရလဲဆိုတော့သူတို့ဒီအင်ဂျီတွေပေါ့နော်ဒီအင်ဂျီတွေဝတ်စားတွေကဒီဘောလုံးကစားရဲဆိုရင်ဟာတကယ်တော့တိကျပါရန်ပင်ပန်းနေပေါ့နော်အဲ့ဒီအချိန်မှာသူကဒီအင်ဂျီတွေကိုဒီချွေးတွေဆူပြီးတော့ပေါ့နော်လေးနေတဲ့အချိန်မှာအဲ့လိုချွေးဆူတာမျိုးမျိုးပျောက်ပြီးတော့ပေါ့နော်အေးနေအောင်ပေါ့အဲ့လားဒီအသားတွေကိုတီထွင်ရင်းနဲ့မှနာမည်ရလာတော့ပေါ့နော်ဒီပုံမျိုးကစတင်ထောင်ဖြစ်တာပေါ့နော်ဆိုတော့ဘလို့စပြီးတော့ဒီကောင်ကဘယ်ဒီအနာမှာဘာကြောင့်နာမည်ကြီးရတာလဲနော်အဲ့တော့ပထမဆုံးပေါ့နော်သူကဒီသူ့ရဲ့ဒီပေါ့အဝတ်စားတွေပေါ့နော်အဝတ်စားပေါ့ဒီသုံးဆောင်အဝတ်စားတွေကသူကရာသီတို့ပူနေဆိုရင်သူကအေးအောင်လုပ်ထားလိုက်တယ်ရာသီတို့အေးတယ်ဆိုသူကနွေးအောင်ပေါ့နော်သူ့ရဲ့ဒီနီးပညာကအဲ့လိုလုပ်ထားပြီးတော့ဒီအနာမှာဖက်နက်တွေပါတယ်မှာဆိုသူ့ရဲ့ဒီအောက်ကစိုးပေါ့နော်ခွာတွေကသူကရ east တဲ့ပေါ့ရ east တဲ့ပြီးတော့သူကဒီနေလိုက်တဲ့ခြေပါသူ့ရဲ့အားကလူပြန်ရစီတယ်ပေါ့နော်အဲ့နီးပညာကသုံးထားပေးတာအဲ့ဒါကြောင့်ဒီအနာမာကဒီနောက်ပိုင်းမှာပေါ့နော်ကျွန်တော်တို့ဒီ sport ဆိုတဲ့ဒီလေ့ကျင့်ခန်းလုပ်တဲ့သူတွေပေါ့နော်လေ့ကျင့်ခန်းလုပ်တဲ့သူတွေချန်တို့ကြီးလေ့ကျင့်ခန်းတို့ချန် training တို့ဘာလို့လုပ်တဲ့သူတွေကြမှာအရင်နာမည်ကြီးလာအဲ့တော့ကြောက်တဲ့တိုင်အောင်တကယ်ကောင်းလာဆိုတကယ်လည်းကောင်းပါတယ်ပေါ့နော်တကယ်လည်းကောင်းပါတယ်ဒီအနာမာပေါ့နော်အနာမာကျွန်တော်တို့ဒီဖနက်တွေပေါ့နော်ဖနက်တွေအများဆိုတာသူကပေါ့ဖြစ်ဖို့အတွက်လုပ်ထားတယ်ပေါ့ပါတယ်ပေါ့တော့ပေါ့ပါတယ်ပြီးတော့ဒီအကျန်းခံတယ်ပေါ့နော်ကျွန်တော်ကဒီလေ့ကျင့်ခန်းပေါ့နော်ဒီလေ့ကျင့်ခန်းလုပ်တဲ့တော့ခုံမဲ့ပေါင်မဲ့ပြေးမဲ့ထွားမဲ့အဲ့ဒါတွေလုပ်ထားတဲ့တော့အကျန်းခံတယ်ပေါ့ပါတယ်ဒီခြေတောက်တွေပါတယ်ဗျာဒီဖနက်တွေပါတယ်ပေါ့နော်ဒီဖနက်တွေအဲ့လိုပေါ့နော်ဒီစီးပူးတဲ့သူတွေကလည်းတိတယ်ပေါ့နော်ဖနက်မကောင်းတဲ့ကာလတွေခြေထိတ်တွေပေါက်တာအကောင်တွေကိုအကောင်ခြေထိတ်တွေပေါက်တာလို့ခြေတောက်တွေနားတာပေါ့နော်ဒီကောင်တွေအဲ့ဟာအတွက်ဒီကောင်တွေမှာအဲ့ဒီတကူသေးချာချာသူကဟိုပေါ့နော် research လုပ်ပြီးတော့လုပ်ထားတာပေါ့နော်အဲ့ဒါအတွက်တော့စင်ပြေတယ်ပေါ့နော်စင်ပြေတယ်ဆိုတော့ရမ်းမိုက်တယ်ပေါ့နော်ရမ်းမိုက်တယ်ဈေးကလည်းရမ်းမိုက်တယ်ဈေးကလည်းဒီအနာမာကဒီမြန်မာပြည်ရဲ့ဒီလိုငွေဈေးနဲ့ဆိုရင်တော့အခုခနဲ့တင်ရင်ဆိုရင်တော်တော်5သိန်းနဲ့အထက်ပေါ့နော်ဒီအဝယ်စားတွေပါတယ်ဆိုလဲသိန်းချီတန်မှာပေါ့နော်တောင်းချီတန်တဲ့ဟာတော့ကျွန်တော်တို့ရှိမှာပေါ့နော်ဆိုတော့ဒီအဲ့အားလည်းပေးရတဲ့ဈေးနဲ့တက်အောင်လဲသူ့ရဲ့ quality ကိုသူကသိသိချာချာထုတ်ထားတာဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့ဒီအခုစီးနေတယ်ပေါ့နော်အနာအမဒီကျွန်တော် technical book ပေါ့နော် technical book ကြောင့်ကျွန်တော်အခုပြပြပေးနေပေါ့နော်အဲ့ကောင်ကိုကျွန်တော်ကစီးတာတစ်နှစ်ကျော်2နှစ်နီးပါးရှိပေါ့နော်တစ်နှစ်ကျော်2နှစ်နီးပါးရှိကျွန်တော်အဲ့ဒီခုနကကိုကျတော့ကျွန်တော်ကလုံးဝပေါ့နော်ဟိုဒီ adventure သွားတဲ့အချိန်တွေဒီတောင်တွေတက်တဲ့အချိန်ဒီကျွန်တော်တို့ဒီချောင်းတွေပေါ့နော်ရေတကူတွေပါသွားရချောင်းတွေတောက်လျှောက်ဖြတ်တဲ့အချိန်တွေမှာကျွန်တော်ဒါပဲတောက်လျှောက်စီးလာတာဗျာသိလားတောင်ဆိုတာဟိုလိုပေါ့နော်ဒီတိုင်းရိုးတက်ရတဲ့တောင်ကိုကျွန်တော်တို့ရန်နေပါမရှိချိုးနေပါတိုးပြီးတော့တက်ရတဲ့တောင်တွေပေါ့နော်အဲ့တောင်တွေမှာကျွန်တော်ဒါလုံးဝစီးလာတာဖြစ်တယ်လုံးဝဗျာဘယ်လိုပြောမလို့လူသားကြောင်းညောင်းမယ်ဒီခဏနဲ့ထဲရတဲ့ကျွန်တော်ခြေသလုံးဟိုခြေပါလေခြေဖွားတွေပါလေလုံးဝနာလာပြူတာမရှိဘူးခြေချောက်ကတော့ညောင်းတာပေါ့နော်ညနာပြူတာမရှိဘူး
လုံးဝဘယ်လိုလုပ်လဲခြေထောက်အတွက်ဗျာကျွန်တော်စီးသွားတာဒီအနာမှာစီးလို့တဲ့ခြေထောက်ပေါက်တာလို့ဘာလို့ကျွန်တော်တခါမှမကြုံဘူးပေါ့နော်ပြီးလုံးဝဖက်က်ကပေါ့နေတာဗျာတိလားဖက်ကအကြီးနော်ခင်ဗျားတို့ပါလို့ပါမှမသိဝတ်ထားလိုက်ပါလို့ပါမှမသိအဲ့လိုယူဘယ်လိုလုပ်လဲအရင်ဟိုဟာဘယ်လိုလဲတော်သူ့ရဲ့နီးပညာတော်ကောင်းတယ်ပေါ့နော်ဆိုတော့ပြပြဆိုတော့ဒီကောင်ပေါ့နော်ပူတွေကနေကျွန်တော်ဖောက်လိုက်ပြီးဖွင့်လိုက်ပြီးခါလာတော့ပေါ့နော်ကျွန်တော်ဒါဝတ်တာကြတော့နည်းနည်းလေးသူကာလာလေးကနည်းနည်းလေးတော့ယော့သွားတယ်ပေါ့နော်စတာကျန်တော့ဒီလက်ပူဆူတယ်ပေါ့နော်ဒါသူ့ရဲ့ပူထဲမှာပေါ့နော်ဟိုသူထဲထဲကဒီစက်ကူတွေပါတော့ကျွန်တော်မပါတော့ဘူးကျွန်တော်ကဝယ်တာ2နှစ်နီးပါးရှိပြီဆိုတော့ဒါပေမဲ့ကွန်ဒီရှင်ကလုံးဝအရှယ်ကြီးဗျာသိလားအဲ့လိုသူ့ရဲ့ဒါချုပ်ရိုးချုပ်တာနော်ဒီမှာကြည့်လုံးဝသူကဒီလုံးဝရှည်လုံးနေသိလားဒီကောင်တကယ်ရှည်လုံးနေသူဒီလောက်ထိပေါ့နော်ဒီလောက်ထိကျွန်တော်တို့ရှည်လုံးနေသူဒီရောက်ကြော်သွားဆိုတော့သူဒီထဲကနေပွင့်တာပေါ့နော်ဒီထိရှည်လုံးနေဒီမှာလုံးဝသူ့ရဲ့ဒါချုပ်သားတွေပေါ့နော်ထဲမှာသူကဘာမှရှည်ဝင်စရာအကြောင်းဖြစ်တော့ကော်နဲ့ကတ်ထားတဲ့ပုံစံပေါ့နော်ကော်နဲ့ကတ်ထားတဲ့ပုံစံဒါဘာမှရှည်ဝင်စရာအကြောင်းမရှိဘူးဒါကျွန်တော်ပေါ့နော်ဒါဒီကောင်ကိုကျွန်တော်စီးတာ2နှစ်နီးပါးရှိပြီပေါ့နော်2နှစ်နီးပါးရှိပြီကျွန်တော်အဓိကကျွန်တော်ဒီကောင်ကိုတောင်လမ်းချမ်းတွေပေါ့နော်တောင်တက်တွေ trekking တွေသွားတာတွေရှည်တခုံတွေပါတွေသွားတာတွေမှာကျွန်တော်စီးတာခဏတို့ရဲ့ထုံးစံတိုင်းကျွန်တော်ပေါ့နော်ကျွန်တော်တို့ကအဲ့မှာတော့ဟိုစီးတာများတော့ဘာဖြစ်တာလဲဆိုတော့အဓိကသူကဒီထိတ်တွေပေါ့နော်ထိတ်တွေကတော့အဲ့ဒီပေါ့နော်ဟိုကနေတိုက်တွေကနေတော့နည်းနည်းကွာခြင်းနဲ့အဲ့ဒါကိုတော့ကျွန်တော်ကော်လေးနဲ့ပြန်ကတ်ထားတယ်ပေါ့နော်လုံးဝဒီကောင်လေးကလုံးဝရေကိုလုံးဝမစိုးသူကတစ်ဆက်တည်းဖြစ်အောင်ပေါ့နော်သူရဲ့အသားတွေတစ်ဆက်တည်းဖြစ်အောင်ချုပ်ထားတဲ့ပုံစံညာသိလားလုံးဝဒီကောင်လုံးဝပေါ့နော်ဒါတွေအောက်မှာဒီကောင်ကသူ့ရဲ့ဒီခွာဟိုပါပေါ့နော်ဟိုပါတစ်စိတ်ဒီမှာဒီဘေးမှာတော့အန်တာအာမာတစ်စိတ်ရှိတယ်အောက်မှာလည်းတော့အန်တာအာမာတစ်စိတ်ဒီ crit တွေကလည်းလုံးဝ share ပဲဗျာသိလားကျွန်တော်ကောင်းလဲဆိုတကယ်တောင်တွေဗျာတဲ့တောင်ဆိုတာကျွန်တော်ယူရိုတောင်မဟုတ်ဘူးနော်လုံးဝဒီတော်တူရတဲ့တောင်တွေကျွန်တော်တက်ဘူးလေ easy ပဲချစ်ချော်တာပဲမရှိဘူးနောက်ကဒီကောင်းတွေလည်းကောင်းတယ်ထဲရပေါ့နော်သူဒီထဲရဟိုဟာလည်းလုံးဝနူးညံ့နေရပဲဗျာသိလားဒီကောင်စီးပြီးတော့လေကျွန်တော်တောင်တွေပါတက်တယ်ဒီ adventure တွေသွားနော်ခြေထောက်တစ်ခါမှမနာဘူးခြေထောက်ညောင်းတာတော့ရှိတာပေါ့နော်ရှောက်တာများဒါခြေထောက်တစ်ခါမှမနာဘူးတကယ်ကောင်းတယ်ပေါ့နော်တကယ်ကောင်းတယ်သူ့ရဲ့ဒီကျိုးတွေပါရလဲလုံးဝဒီကျိုးတိုင်းနေရာတွေလည်းလုံးဝကိုနော်အခုထိဒါရှည်တဲ့ပါဖြက်ပေါ့နော်ရှည်ပါစင်ကူရှည်ကနုပါသွားတာတော့မှဒီကောင်ဘာဆိုအရောင်လေးတော့နည်းနည်းလွင့်သွားတယ်ပေါ့နော်နည်းနည်းလေးတော့လွင့်သွားတယ်ဒါပေမဲ့အခုထိကိုလုံးဝကွန်ဒီရှင်ကလုံးဝရှည်တင်ပါနည်းနည်းကြော်လေးမှတော့ share plan နဲ့ကျွန်တော်စီးတာပေါ့နော်ကျွန်တော်ဆို share ဖြုတ်တာကျွန်တော်ဖြုတ်ကြီးပေါ့နော်လုံးဝ share ပဲဟိုကောင်းတယ်ပေါ့တယ်ဗျာသိလားခင်ဗျာဒီဖက်နှက်ကြီးကိုမြင်ပြီးတော့ခင်ဗျားတို့လေးမယ်ထင်တယ်တကယ်ပေါ့တယ်သိလားစီးကြည့်တဲ့အခါကျတော့ဗာလဲဘာမှလေဒီဖက်နှက်စီးလိုက်တဲ့စီးတော့မပါလို့ခံစားရတာဗျာအဲ့လောက်ထိတော့ဒီအဲ့ဒါကြောင့်ကျွန်တော်နာမည်ကြီးတာဗျာသိလားဒီခွာတွေပါရလဲအထဲမှာစီးလိုက်တဲ့ကလေးစိုးရလေပြစ်ဆက်နေရပဲဗျာသိလားအဲ့တော့အရင်နာမည်ကြီးတာသိလားဒီကောင်ကပေါ့နော်အဲ့ဒါကြောင့်ပါဟုတ်နော်